ကိုရီးယားအမေကြီးဟာသူ့ရဲ့သားဖြစ်သူအတွက်ဗီယက်နမ်နိုင်ငံကနေချွေးမတအူးရရှိဖို့အတွက်ငွေအများအကုန်ကြားခံပြီးစိုက်ထုတ်ခဲ့တာဖြစ်ပါတယ်။သူမကတော့ဗီယက်နမ်မျိုးသမီးတွေဟာအစင်လာအတိုင်းလိမ်မာရေးချရှိပြီးလင်းယောက်ျားအပေါ်မှာကောင်းကောင်းမွန်မွန်ပြုစုလုပ်ကြွေးလိမ့်မယ်လို့မျှော်လင့်ခဲ့တာပါ။ဒါပေမဲ့လက်ထပ်ပြီးတဲ့အခါမှာတော့သူမရဲ့မျှော်လင့်ချက်တွေဟာအစေအကြေမော့သွားခဲ့ရပါတယ်။မနက်ခင်းတိုင်းမှာအသက်68နှစ်အရွယ်ရှိပြီးဖြစ်တဲ့ယောခမအမေကြီးဟာမနက်စောစော6နာရီကတည်းကအိယာထထမင်းဟင်းချက်ပြုတ်ကြက်စာကျွေးပြီးအိမ်ရှိဝင်းတစ်ခုလုံးကိုတမျက်စိလဲတန်ရှင်းရေးလုပ်နေရချိန်မှာဗီယက်နမ်ချွေးမလေးကတော့အိယာထဲမှာအေးလူလူအိမ်မော့ကြနေစေဖြစ်ပါတယ်။အမေကြီးခင်ဗျာအိမ်မှုကိစ္စတွေအကုန်လုပ်လို့ချွေးတလုံးလုံးထွန်နေတဲ့အချိန်ကြမှာပဲချွေးမထစ်သူကအိမ်ပေါ်ကနေတရွရွနဲ့ဆင်းလာပဲပြီးခင်မင်းထစ်သူကမနက်စားလာပြင်ပေးတာကိုတော့ထိုင်ဆောင်နေတတ်ပါလားအသက်68နှစ်အရွယ်ယောခမအမေကြီးဟာကင်မရာရှေ့မှာပဲသူမရဲ့ရင်ထဲကဒေါသတွေကိုဝုန်းတိုင်ကျဲဖွင့်ဟပါတော့တယ်ဒီမင်းကလေးနဲ့အိမ်တောင်ကြကလေးကချွေးမထစ်သူတမျက်စိတစ်ချက်ကြိုက်တာကိုတော့တခါမှမမြင်ဘူးသေးဘူးတဲ့ရှင်သူမဟာဟင်းလဲမချက်ပကံလဲမဆေးသလိုအိမ်ပါကွာတိုက်ထုတ်ဆိုတာဝေးလာဝေးပါပဲအမေကြီးကစိတ်ပြက်လက်ပြက်နဲ့ခေါင်းခါရင်သူမငငယ်တုန်းချွေးမဘဝတုန်းကဆိုရင်မနက်မိုးမလင်းခင်ကတည်းကလဲကွင်းနဲ့ဆင်းပြီးအလုတ်လုတ်ခဲ့ရတာလို့ဆိုပါတယ်ဒါပေမဲ့အခုသူမရဲ့သားကတော့သူ့ဇနီးရဲ့ပေါ်မှာအိမ်ဖော်တယောက်လိုမျိုးပြုစုလုပ်ကြွေးနေရတာပါပုံပြီးတော့အမေကြီးကိုဒေါသထွက်စေတာကတော့တားဖြစ်သူဟာဒီလိုအခြေအနေတွေပေါ်စိတ်ဆိုးဒေါသထွက်ခြင်းလုံးဝမရှိတာပါပဲချွေးမဖြစ်သူကခိုင်းလိုက်တာနဲ့တင်တားဖြစ်သူဟာသူ့အလုပ်တွေကိုချက်ချင်းရပ်ပြီးစပွဲတုတ်တာအဝတ်လျှော်တာနဲ့ဈေးဝယ်ထွက်တာတွေကိုချက်ချင်းလုပ်ပေးရှာပါပဲသူဟာစူပါမားကတ်မှာဇနီးအတွက်အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကိုပါကိုလိုက်သွားရောက်ဝယ်ယူပေးတာဖြစ်ပါတယ်အမေကြီးကတော့သူ့သားဟာယောက်ျားပိသားမှုလုံးဝမရှိဘူးဆိုပြီးနေတိုင်းဆဲဆိုဂရိန်မောင်လေးရှိပါတယ်အိမ်ကိုဧည့်သည်တွေလာတဲ့အချိန်မှာတော့ချွေးမဖြစ်သူကဧည့်ခန်းထဲမှာအေးလူလူထိုင်နေပြီးခင်မင်းဖြစ်သူကပဲရေနွေးချမ်းငိုင်တာဧည့်ခန္ဓာနဲ့တင်းစီးတာအားလုံးကိုတူးတဲ့တိုင်ခံလှုပ်ဆောင်နေတာပါအမေကြီးခင်ဗျာဒေါသတွေထွက်လုံးလို့မျက်နှာလုံးတစ်ခုလုံးနီးညမ်းနေပေမဲ့လည်းဘာမှမတက်နိုင်ပဲရင်ဘက်ကိုပဲဖိနေရချပါတယ်အမေကြီးအတွက်အစိုးဆုံးနဲ့လက်ခံရခက်ဆုံးအရာကတော့ချွေးမဖြစ်သူဟာဒီတွေအားလုံးကိုတာမန်ကိစ္စတစ်ခုလိုပဲတဘာဝကြသဘောထားနေတာပါပဲချွေးမဖြစ်သူရဲ့အမြင်မှာတော့အိမ်မှုကိစ္စတွေကိုဝိုင်းဝန်းလုပ်ကင်ပေးပြီးဇနီးဖြစ်သူရဲ့စကားကိုနားထောင်တဲ့ယောက်ျားမှသာတကယ်ယောက်ျားကောင်းလို့ယူဆထားတာဖြစ်ပါတယ်ကဲပရိသတ်ကြီးကဘသူရဲ့အမြင်ကိုပို့ပြီးတော့သဘောတူပါတယ်ရှင်ခေခေါင်းအစင်လာတိုင်းချွေးမကအိမ်မှုကိစ္စအကုန်လုပ်ရမယ်ဆိုတဲ့ယောက်ခမကြီးရဲ့အမြင်လားဒါမှမဟုတ်ယောက်ျားကောင်းဆိုတာမိန်းမကိုကူညီရမယ်ဆိုတဲ့ဗီယက်နမ်ချွေးမလေးရဲ့အမြင်လားတင့်ရဲ့အတွေးလေးကို comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ဦးနော်